Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့ရေးလိုက်ကြီးကျွန်တော်ဆောက်သွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ဒီနောက်ကရေးလိုက်ကြီးကကျွန်တော်ရဲ့ပေပါအဲ့တော့ကျွန်တော်ရဲ့ဒီပေကြီးကိုစောင့်မပြခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ video လေးကိုလည်း like လေးလုပ်သွားကြပါအောင်ကဲအဲ့တော့ကျွန်တော်လည်းအတူဒီ video လေးကိုစဖို့အဆင်နေမယ်လားကဲအဲ့တော့ကျွန်တော်တို့စလိုက်အောင် let's goအရင်တော့ဒီမှာကျွန်တော်ပုံစံချတယ်ပေါ့ဗျာပုံစံချပြီးတော့ဒါတွေကိုလိုက်ဖြည့်လိုက်ပါတယ်ကိုရံဗီဒီယိုရဲ့ဘေးမှာစောင့်မလို့ဒါပေမဲ့အမှကျွန်တော်ရဲ့အိမ်ပေါ့နော်ကျွန်တော်စောက်ထားတဲ့တခုပေါ့အဲ့ဒါချက်ပြီးခံရပါတယ်အဲ့တော့ကျွန်တော်အမှကျွန်တော်ပစ္စည်းတွေနေကြိုက်ပါကြောင်းလို့ကျွန်တော်ဒီနေရာကိုပြောင်းလာတာပါအစတော့နောက်တနေရာရေးတာကြီးအဲ့တနေရာတော့ကျွန်တော်နောက်ကျရင်ပစ္စည်းထားဖို့ပဲကျွန်တော်ထားလိုက်တော့တယ်ဗျကျွန်တော်ဒီမှာလုံးဝ share လမ်းနဲ့ရေးလိုက်တော့ဒီဆက်လေးကလည်းတော်တော်သုံးတယ်တခါလူပါတွေတန်းထုတ်ပြီးတော့ညံအကောင်လုံးဒီ blog တွေနဲ့ပဲသုံးတယ်နော်ဒီ blog တွေလောက်ပါအောင်လားမသိဒါနဲ့အကောင်လုံးကာမှာပေါ့နော်ဒါတွေလောက်ရတာနည်းနည်းကြာလို့အဲ့ဒါကျွန်တော်ပေါ့နော်ဒါလေးနည်းနည်းကြော်ထားတာကြော်ပြီးတော့ကျွန်တော်စောက်ပြန်ထားပါလေကျွန်တော်အမြန်လေးတော့မလုပ်တော့ဘူးဘာဖြစ်လို့ဆိုတော့အမြန်ကြည့်ရတာအဆင်မပြေမှာဆိုလို့အဲ့နောက်တော့ကျွန်တော်နေရန်လေးလိုက်ပြီးတော့လုပ်ပါတယ်စောင့်နေကော်ဗာဆုံးကုန်သွားလို့ဆိုပြီးတော့ကျွန်တော်ကော်ဗာဆုံးမိုင်းပါတယ်ကော်ဗာဆုံးနဲ့မိုင်းရဲ့အခါမှာကျွန်တော်ဒူရဲ့နေရာလေးကိုထပ်ပြီးတော့ဖြည့်ပါတယ်ဖြည့်ပြီးတော့တဲ့အခါကျွန်တော်ဒီအပေါ်ကနေပေါ့နော်တတိုင်းလေးလုပ်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာနော်ဆက်လိုက်လေးတွေလိုက်ပြီးတော့အပေါက်လေးကိုခင်းလိုက်ပါတယ်ဒါမှတနေရာလမ်းလျှောက်ပြီးတော့ရမှာပေါ့နော်အဲ့ဒီလုပ်ပြီးတဲ့အချိန်မှာကျွန်တော်နည်းနည်းလှသွားအောင်လို့ဆိုပြီးဘာမှပါရမလေးတွေထပ်ထည့်ပါတယ်အဲ့နောက်မှာတော့ကျွန်တော်ဒီနေရာအပြင်ဘက်ကိုဒီဟာလေးနဲ့လိုက်ပြီးတော့ဖြည့်လိုက်ပါတယ်ဒီအပေါက်ကိုလည်းပြန်ပိတ်နိုင်တယ်နော်ဒီကမဟုတ်မှဒီတော့ရာကြီးကျွန်တော်ဒီဟာလေးကိုပတ်လေးလုံးပါတော့နော်ပတ်လေးကျွန်တော်လိုက်ပြီးတော့ဖြည့်လိုက်ပါတယ်ပြီးရဲ့နောက်မှာတော့ကျွန်တော်ဒီတကားပေါက်ကိုပေါ့နော်နည်းနည်းလှအောင်ပြင်နေဆိုပြီးတော့ကျွန်တော်ဒီမှာဘလော့လေးနဲ့တုံးပြီးတော့လှအောင်လုပ်ပါမယ်ဒီမှာတစ်ခုတကားနှစ်ရောဆိုတော့ဆင်ပြီးပေါ့တစ်ခုလောက်ပြင်ဖြုတ်တော့တကားကြီးကလွတ်နေတယ်ဒါလေးပြင်ဖြုတ်အခုနည်းနည်းတစ်ခုရှော့မျိုးပဲဒီမှာတစ်ခုအဲ့အောင်မှာအခုနဒီတရားလေးကိုညာပြောင်းနေဒါပြန်ဖြုတ်ပြီးရင်အနားမှာပြန်ထည့်အဲ့ဆိုရင်တကားပေါက်လေးရပါပြီ
ကဲအဲ့တော့ကျွန်တော်ရဲ့ရေးလိုက်ကတော့ပြီးပြီပေါ့နော်အိမ်ဆောက်တာကိုကျွန်တော်နောက်ထပ်အစုံမှာကျွန်တော်ဆောက်ပါမယ်ဒါကြီးကဘာသာကြည့်တော့9မိနစ်လောက်ပဲရှိနေကျွန်တော်ဒါကြီးကိုအကြာကြီးဆောက်ပြီးသားတာပါအဲ့တော့ကျွန်တော်ရဲ့ကျွန်တော်ရေးလိုက်ယူတက်တယ်ဆိုရင်1 10ကျွန်တော် rate လေးပေးပါအောင်ဗျကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ရဗျကျွန်တော်ရဲ့နောက်ထပ်အစုံဒီမှာကျွန်တော်ဒီထဲမှာအိမ်ဆောက်တော့ပါပေါ့နော်ကျွန်တော်ရဲ့ရေးလိုက်ပြီးကြည့်ဖို့တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးကျွန်တော်ဒီဗီဒီယိုလေး like လေးလုပ်ပြီးကျွန်တော်အားပေးပါအောင်အခုကျွန်တော်ရဲ့ comment မှာလည်းကျွန်တော်ရဲ့ရေးလိုက်ပြီးလှလားမလှဘူးလားဘယ်လိုလဲဆိုတာကိုကျွန်တော်တစ်ချက်တော့ပြောပြပြီးတော့ကြအောင်အားလုံးပဲဆက်နိုင်ပါ